မင်္ဂလာပါဂျူစီဂိမ်းမင်းကနေကြိုဆိုပါရစေဒီနေ့ကတင်းလင်းလာနေဖြစ်တဲ့အတွက်ကြောင့်ပွဲကောင်းတွေကတော့အများကြီးမရှိဘူးဗျာဒီထက်မှကျွန်တော်တပွဲကိုရွေးထုတ်ထားပါတယ်ဒါစပိန်လာလီဂါတွေကပွဲစဉ်ဖြစ်ပါတယ်ဗီလာယီရဲ့နဲ့အက်စပန်ညိုပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာလက်ရှိစတင်ကြီးအနေနဲ့ဒါတစ်လုံး50စားနဲ့3လုံး50စားပေးတယ်ဒီပုံစံကြီးအရာတော့ဒါနှစ်ဖက်လုံးသွင်းကိုရှိမဲ့ဒါပွဲလိုပဲကျွန်တော်လည်းမြင်နေပေါ့နော်နှစ်ဖက်လုံးဒါအပြိုင်လန်သွင်းကိုရှိလိမ့်မယ်ဒါပေမဲ့ပိုတာတာတော့ဗီလာယီရဲ့ဘက်ကပိုတာတယ်ဘာလို့လဲဆိုရင်နောက်ဆုံးကစားထားတဲ့ဒါဗီလာယီနဲ့အက်စပန်ညိုနောက်ဆုံး9ပွဲမှာဒါ9ပွဲလုံးဒါဗီလာယီကအနိုင်ရထားတယ်ဒါအက်စပန်ညိုအနေနဲ့ဒါယာဒီအစမှာတော့သူ့အနေနဲ့ကောင်းခဲ့တယ်ဗျာဒါပေမဲ့ဒါအခုနောက်ပိုင်းကျသူ့အနေနဲ့ခြေစွင်းနေတော်တော်လေးပေါ့နော်ပြန်ပြီးတော့ဒါကြာလာကျွန်တော်လည်းမြင်ရတယ်ဗီလာယီရဲ့ဘက်ကကြည့်မှဆိုရင်လည်းဒါဗီလာယီရဲ့အနေနဲ့ဒါနောက်ဆုံးကစားထားတဲ့ပြိုင်ပွဲစုံ9ပွဲတော့သူ့အနေနဲ့အနိုင်မရသေးဘူးဒါပေမဲ့စပိန်လာလီဂါ9ပွဲမှာတော့သူ့အနေနဲ့2ပွဲနိုင်ထားတယ်2ပွဲရှုံးထားတယ်1ပွဲတည်ကြထားတယ်ပြီးတော့တရှိရှိတာကဒါဗီလာယီရဲ့အနေနဲ့ပထမဒါသူ့အနေနဲ့ချန်ပီယံလိဂ်ကန်နေရလို့ပွဲပန်းနေလို့ဒါဒီအမှတ်ပေးစရာကိုအာယုံမဆိုင်နေတာဖြစ်တယ်ဒါပေမဲ့အခုချိန်မှာသူ့အနေနဲ့ဒါချန်ပီယံလိဂ်ကလည်းထွက်လိုက်ရပြီဗျာဗီလာယီရဲ့အနေနဲ့ဒါကြောင့်ဒီနေ့ပွဲမှာဗီလာယီရဲ့အနေနဲ့ဒါပြန်ပြီးတော့အာယုံစိုက်လာနိုင်တဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါသူ့အနေနဲ့ပြိုင်ပွဲဒီကစားစရာတွေမရှိတော့ဘူးဒီအမှတ်ပေးစရာကိုပဲအာယုံစိုက်ရတော့မယ်အမှတ်ပေးစရာတစ်ခုပဲကန်စရာရှိတော့တယ်ဒါကြောင့်ဒါအမှတ်ပေးစရာကိုပဲသူ့အနေနဲ့ဒါအသေးချာအာယုံစိုက်လာနိုင်တဲ့ပွဲစဉ်ဖြစ်ပါတယ်ပြောရမယ်ဆိုရင်အက်စပန်ညိုကမကောင်းလားဆိုရင်အက်စပန်ညိုကမကောင်းတာတော့မဟုတ်ပါဘူးကောင်းတယ်ယာတီစားတော့ကကောင်းခဲ့တယ်ယာတီလဲလောက်ထိကောင်းခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာပြန်ပြီးတော့ခြေစွင်းနေကြလာတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်နောက်ဆုံး9ပွဲလဲသူ့အနေနဲ့ဒါ4ပွဲရှုံးပြီးတော့ဒါတပွဲပဲတည်ကြထားတယ်တပွဲမှာမနိုင်သေးဘူးဒါကြောင့်ဒီနေ့ပွဲမှာဒါ1ပေါင်50ပေးထားတဲ့ဒါဗီလာယီရဲ့အိမ်ခွင်းကိုပဲကျွန်တော်အနေနဲ့ကြိုက်ပါတယ်အကြိတ်တွင်ကြီးကိုလိုက်စော်ပါဗီလာယီရဲ့ဘော်ဒီပါမပြောလဲဆိုဒီနေ့ပွဲက2-1လောက်တောင်းသွားရင်သွားနိုင်တဲ့အနေအထားမှာရှိပါတယ်2-1မသွားရင်တော့2-0လောက်သွားရင်သွားမယ်ဘော်ဒီဘောဂူသွားနိုင်မဲ့အနေအထားပို့ပြီးတော့များတယ်လို့ကျွန်တော်မြင်တယ်ဒါကြောင့်ဒီနေ့ပွဲမှာဒါဗီလာယီရဲ့တစ်ဖက်ထဲရပဲ2-0 3-0ဒီပုံစံလောက်သွားလိမ့်မယ်လို့ကျွန်တော်ခံမှန်းတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဗီလာယီရဲ့ဘော်ဒီကိုကြိုက်ပါတယ်အကြိတ်တွင်ကိုလိုက်စော့ပါဒါကျွန်တော်တော်အကောက်ကိုလည်း follow မလုပ်ရသေးတဲ့ညီကိုတွေရှိရင် follow လေးလုပ်ထားပေးပါ Telegram ကိုမ join ရသေးတဲ့ညီကိုတွေရှိရင် Telegram ကို join ထားပါ Telegram မှာကျွန်တော်တပွဲကောင်းအမြင်မောင်းကတ်တွေလည်းတင်ပါတယ် Telegram link ကိုတော့ကျွန်တော်ဒါတက်တော်ဘိုင်ပေါ်မှာရှာပေးထားပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတပွဲကောင်းအနေနဲ့ဗီလာယီရဲ့ body ပါခင်ဗျ